အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဘဖို့ကတော့ငပတ်စပြန်ဟင်းလေးချက်ပြီးတော့ထမင်းစားမှာဖြစ်ပါတယ်ရှင်အခုပထမဆုံးဟင်းချက်ဖို့အတွက်ကျက်သွမြကျက်သွနေချင်းစပလင်ထောင်းနှာလေးတွေကိုထည့်ပြီးတော့စီတက်ပါမယ်ရှင်ဒနေမုတ်လေးလည်းနေငယ်ထည့်တယ်ရောင်နေမုတ်လေးလည်းနေငယ်ထည့်ပါတယ်ရှင်စီနနာလေးတက်မဲနဲ့လေးမှုလာပြီဆိုရင်တော့အရသာမုတ်တွေနေထားတယ်ငပတ်လေးထည့်ပြီးတော့လုံးပါမယ်ရှင်ပြီးတော့အဖုံးလေးခဏပိတ်ထားလိုက်မယ်အဖုံးလေးပြန်ဖွင့်ရင်အသားလေးကတော့ဒါနူးနေပါပြီပေါ့နော်ရေလေးနေငယ်ထည့်တယ်မကြီးရေလေးထည့်ပြီးတော့ဖုံးလေးခဏပြန်ပိတ်ထားလိုက်ပါတယ်ရှင်2မိနစ်3မိနစ်လောက်ကြာရင်တော့ဒါငပတ်ဟင်းလေးရရှိသွားပါပြီရှင်အနက်လေးကလုံးဝမွေးကြိုင်ပြီးတော့ဗိုက်တောင်စားပါတယ်ရှင်ဟုတ်ကဲ့ငပတ်ဟင်းလေးချက်ပြီဆိုတော့မဘူးထမင်းစားဖို့ပြင်ဆင်လိုက်ပါအောင်မယ်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မဘူးထမင်းစားဖို့အတွက်ကတော့ဒီမှာပါကစုံရွက်ရဲ့ချမောင်ရွက်ရဲ့မလာပြပေါ့ရဲ့9ရဲ့ချင်းချက်ထားပါတယ်စားကြပါဦးရှင်အဲ့ဒါနဲ့ဒီမှာငပိတို့ကြရင်ငပိတွေကတော့ဒီမှာဘိုင်းနဲ့ကြိုက်တုံးကြိုင်အများကြီးပဲအဲ့ဒါနဲ့စားပါမယ်ရှင်ပြီးတော့နောက်တစ်ဟင်းလေးတစ်မျိုးကတော့ဒီမှာငပတ်ဟင်းလေးချက်ထားပါတယ်စားကြပါဦးရှင်အဲ့ဒါနဲ့စားပါမယ်စားပါဦးပြီးစားလိုက်ပြီးရင်တော့ချင်းဟင်းလေးစမ်းမယ်ဒီတုံးထည့်ပါမယ်ဒီမှာပါငပတ်ကိုအကောင်သေးရဆိုတော့တကောင်နှစ်ပိုင်းပိုင်းချက်တာတော့ကောင်းတယ်နူးညံ့တူသားလေးရစားကြပါအောင်ရှင်တရက်ကင်းဘုန်းတော်ပြမပြော့ဘယ်မှာကောင်းကျမရပြန်ကြည့်ကြဒါကအုံချီရွက်နှုတ်လေးတွေပါမွေးလာပါမြင်းခွာရွက်ဒါကတပြေးချင်းစိတ်ဝင်ကားသည်ပြုတ်